တင်း၏နောက်ဆုံးပေကိုဖွင့်ပြီးတင်း၏နှလုံးသားရပ်တန့်သွားခဲ့ပါသလားတင်းသည်အချို့သောပြောင်းလဲမှုများဖြင့် EB ကိုရှော့ချနိုင်ကြောင်းပြောပါကဘာဖြစ်မလဲအချို့သောဉာဏ်ရှိသောမဟာဗျူဟာများဖြင့်တင်းသည်တင်းဆက်ပစ္စည်းများကိုပုံမထိရောက်စွာအသုံးပြုနိုင်သည်အပူချိန်ကိုစတင်ကြပါစို့နွေရာသီတွင်တင်းအိမ်တွင်ရှိသောအခါတင့်လေအေးဆက်ကိုတက်တာစွာသို့မဟုတ်အေးမရသောအပူချိန်သို့သတ်မှတ်ပါနွေရာသီတွင်တင်းအိမ်တွင်ရှိသောအခါတင့်လေအေးဆက်ကိုတက်တာစွာသို့မဟုတ်အေးမရသောအပူချိန်သို့သတ်မှတ်ပါတိုင်းတိုင်းအပူချိန်တစ်ခုသည်တင်း၏ပတ်စံကိုတင်စေနိုင်သည်တင်း၏လေအေးဆက်၏ဖြောပြရန်အတွက်လေထုစစ်ထုတ်မှုများကို3လအကြာကြီးပြောင်းလဲရန်မမေ့ပါနှင့်တန်ရှင်းသောဖြောပြရန်သည်တင်းစနစ်ကိုထိရောက်စွာလဲပတ်စေပြီးလေထုအရေးသွေးကိုမြင့်တင်စေပြီးဖြောပြရန်များမှပုံမမြင့်မာသောစွမ်းရည်ကုန်ကျမှုကိုကာကွယ်ပေးသည်အဝတ်လျှော်ဆက်နှင့်လျှော်ဆက်များကလည်းစွမ်းရည်ကိုအများကြီးသုံးသည့်အဝတ်များကိုအေးရည်ဖြင့်လျှော်ပါတင်းလျှော်ဆက်ကိုတန်ရှင်းပါတေးငယ်ငယ်သောပြောင်းလဲမှုများသည်ကြီးမားသောကွာဟမှုတစ်ခုကိုဖန်တီးနိုင်သည်အလင်းပိတ်ပြီးအားသွင်းဆက်များကိုပိတ်ပါဆောင်ဆိုင်နေစဉ်အီလက်ထရောနစ်များသည်စွမ်းရည်ယူသည်ရေခဲတစ်တာ24နာရီလေပတ်သည်ထိရောက်မှုရှိစေရန်အပူချိန်ကို38မှ40ဒီဂရီဖာရင်ဟိုက်နှင့်ရေခဲတစ်တာကို3ဒီဂရီဖာရင်ဟိုက်သတ်မှတ်ပါပြည့်စုံမထားပါနှင့်လေထွက်ကကောင်းစေသည်တင်ဤရေခဲတစ်တာကိုမပိတ်ပါနှင့်အာယုံမရှိပါကရင်းသည်ပျက်စီးမည်အသစ်ဝင်ရင်အထွေထွေအရေးသွေးရှိသည်စွမ်းရည်ကုန်ကြမှုမတူညီသည်အဓိကဆက်များကိုညနေခင်းသို့မဟုတ်မနက်ခင်းတွင်အသုံးပြုပါအားသွင်းဆက်များကိုသုံးစွဲမှုကိုလျှော့ချရန်သတင်းပေါက်များကိုအသုံးပြုပါအပူရက်များတွင်မျက်နှာပြင်များကိုပိတ်ထားပြီးအေးရက်များတွင်ဖွင့်ပါတင်းဤတကားအောက်မှလေဝင်လာပါကလေဝင်ကာကွယ်ဆက်ကိုအသုံးပြုနိုင်သည်စွမ်းရည်ထိရောက်မှုရှိသောလုံထုံးလုံနည်းများကိုအသုံးပြုခြင်းဖြင့်တင်းဤအိမ်ကိုတက်တာစေပြီးဆက်များကိုပျက်စီးမှုကိုလျှော့ချပြီး utility bills ကိုလျှော့ချနိုင်သည်ကောင်းပြီကြည်ပါစွမ်းအင်သိမ်းပါ